ငါးပါးသီလဆိုတာကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေအများကြီးကကြားဖူးကြတယ်သူ့အသက်ကိုမတတ်ရဘူးသူများပစ္စည်းကိုမယူရဘူးကာမအကျင့်မမှားရဘူးမလိမ်ရဘူးမူရစ်စေတဲ့အရာတွေကိုမတောက်စားရဘူးဒီလိုသိထားကြပါတယ်ဒါပေမဲ့တစ်ခါတော့ကိုယ့်ကိုယ်မေးကြည့်ရအောင်ဒီငါးပါးထဲမှာဘယ်ဟာကအပြစ်ကြီးဆုံးလဲဒီမေးခွန်းကိုဖြေရင်သေချာစဉ်းစားဖို့လိုပါတယ်ဥပမာအသက်သက်တဲ့ပါဏာတိပါဒကံကိုကြည့်မယ်သူတစ်ပါးအသက်ကိုတတ်ခဲ့ရင်မကောင်းတဲ့အကျိုးကိုခံရနိုင်တယ်လူဘဝကိုပြန်ရလာရင်လည်းအသက်တိုတာအနာရောဂါများတာမျိုးဖြစ်နိုင်တယ်လို့တရားစာပေတွေမှာဆိုထားပါတယ်သူများပစ္စည်းမပေးဘဲယူတဲ့အဋိဏဒါနကံလည်းဒီလိုပဲမကောင်းတဲ့အကျိုးကိုခံရနိုင်တယ်လူဘဝရောက်ရင်ဥစ္စာပစ္စည်းရှို့တဲတတ်တယ်ကာမေတုမိစ္ဆာစာရဆိုရင်လည်းသူတစ်ပါးရဲ့ဘဝမိသားစုယုံကြည်မှုတွေကိုထိခိုက်စေနိုင်တယ်နောက်ဘဝအကျိုးဆက်အနေနဲ့လည်းလူမုန်းများတာဆွဆွဲခံရတာမျိုးကြုံရတတ်တယ်လို့ဆိုပါတယ်မုတာဝါဒကတော့အရန်သတိထားရမယ့်အရာဘာလို့လဲဆိုတော့လိန်နေဆိုတာစကားတစ်ခွန်းနဲ့ပြီးသွားတာမဟုတ်ဘူးဒီနေ့လိန်လိုက်တဲ့စကားတစ်ခွန်းကိုမနှက်ဖြန်ဖုံးဖို့နောက်ထပ်လိန်ရတယ်နောက်တစ်ခါထပ်ဖုံးဖို့ထပ်လိန်ရတယ်နောက်ဆုံးကိုယ်တိုင်ပြောခဲ့တဲ့ပူသားတွေထဲမှာကိုယ်တိုင်ပဲပိတ်မိသွားနိုင်တယ်ပြီးတော့လူတစ်ယောက်ရဲ့ယုံကြည်မှုကိုဆုံးရှုံးသွားရင်ငွေနဲ့ပြန်ဝယ်လို့မရတော့ဘူးဒါပေမဲ့တကယ်ချင်းတို့ဒီလေးပါးနဲ့တုဒ္ဓမေရိယကိုနှိုင်းယှဉ်ကြည့်ရင်အထကထာစာပေတွေမှာတုဒ္ဓမေရိယရဲ့အဖြစ်ကိုလည်းအလွန်အလေးထားဖော်ပြထားတာတွေ့ရပါတယ်။ဘာကြောင့်လဲဆိုတော့အရက်သေးစာမူရစ်စေတဲ့အရာတွေကြောင့်တတိလွတ်သွားတဲ့အခါလူတစ်ယောက်ဟာကိုယ်စိတ်ကိုမထိန်နိုင်တော့ဘူး။ပုံမှန်အချိန်မှာဒါမလုပ်သင့်ဘူးလို့သိတဲ့လူတောင်မှမူးသွားတဲ့အချိန်မှာမလုပ်သင့်တာကိုလုံးမိနိုင်တယ်။မပြောသင့်တာကိုပြောမိတယ်။မလုပ်သင့်တာကိုလုံးမိတယ်နောက်ဆုံးကိုယ့်ဘဝကိုပဲပြန်ပြီးနောင်တရစရာဖြစ်လာတတ်တယ်ဒီနေရာမှာပို့ပြီးတံဝေကရစရာကောင်းတာတစ်ခုရှိတယ်လူတစ်ယောက်ဆင်းရဲနေရင်တောင်မှဒါနတော့ပြုနိုင်သေးတယ်အသက်တိုနေရင်တောင်တီလာတော့စောင့်နိုင်သေးတယ်လူတွေကမုန်းနေရင်တောင်မှတရားနာလို့ရသေးတယ်ဘာဝနာပွားလို့ရသေးတယ်ဒါပေမဲ့တတိဆိုတာကိုပဲပျက်စီးသွားအောင်မူရစ်နေပြီဆိုရင်ကိုယ်မှာရှိတဲ့ကောင်းမှုလုပ်နိုင်တဲ့အခွင့်အရေးကိုတောင်ကိုယ်တိုင်လက်လွတ်လိုက်ရတယ်လို့ဖြစ်သွားနိုင်ပါတယ်ဒါကြောင့်တုဒ္ဓမေရိယအပြစ်ကိုအတ္တခရာတွေမှာအလေးထားပြောထားတာပါဒါပေမဲ့မုတာဝါဒကိုလည်းပေါ့ပေါ့ဆဆမထားသင့်ပါဘူးမုတာစကားကလူတစ်ယောက်ကိုပဲလှည့်စားတာမဟုတ်ဘူးလူများကိုမှားယွင်းတဲ့အမြင်ရသွားအောင်လုပ်နိုင်တယ်မှန်တဲ့စကားနဲ့လူတွေကိုစီးယုံနိုင်တယ်မဟုတ်တာကိုအမှန်လို့ယုံကြည်လာအောင်လုပ်နိုင်တယ်ဒါကြောင့်မုတာဝါဒကလည်းအကျိုးဆက်ကြီးမားတဲ့အဖြစ်တစ်ခုပါဒါဆိုရင်မုတာဝါဒနဲ့တုဒ္ဓမေရိယဘယ်ဟာကပိုပြီးအပြစ်ကြီးလဲဒီလိုပြိုင်ပြီးရွေးနေဖို့တကယ်လိုအပ်ပါသလားကျွန်တော်တို့ထင်တာတော့အဲ့ဒီတဲ့အရေးကြီးတာရှိတယ်စင်ကြီးတစ်ကောင်ကိုပဲအရင်စဉ်းစားကြည့်ပါနော်ဘယ်ဘက်ရှေ့တောင်းနဲ့နင်းရင်ပိုနာမလဲညာဘက်ကရှေ့တောင်းနဲ့ပဲနင်းရင်ပိုနာမလားပေါ့အဲ့လိုညင်းနေမယ်ဆိုရင်စင်နင်းခံနေရတဲ့သူတွေကဘာအကျိုးရှိမှာတော့ဘယ်ရှေ့တောင်းနဲ့ပဲနင်းနေနာမှာပဲမဟုတ်ဘူးလားကျိုးမှာပဲ့မှာပဲမဟုတ်ဘူးလားခံမသိရင်တေးတောင်တေးသွားနိုင်တယ်နော်ဒါကြောင့်အဓိကဘယ်ရှေ့တော့ကပိုပစ်ကြီးလဲဆိုတာမဟုတ်ဘူးစင်အနည်းမခံရဖို့အဓိကပဲနော်အဲ့ဒါလိုပဲမုတာဝါဒကိုလည်းရှောင်ကြပါစို့တုဒ္ဓမေရိယကိုလည်းရှောင်ကြပါစို့ကိုဘဝမှာမကောင်းမှုတစ်ခုကိုဒီလောက်လေးပဲလို့မထင်မိကြဖို့အရေးကြီးပါတယ်ဘာလို့လဲဆိုတော့မကောင်းမှုဆိုတာအစမှာတေးသေးလေးနဲ့စတတ်ပေမဲ့အလေးအကျင့်ဖြစ်သွားရင်ကိုဘဝကိုယ်တိုင်ဆွဲရှသွားနိုင်လို့ပါဒီနေ့ကိုယ်စကားကိုတစ်ခါပြန်ကြည့်ပါမလို့အဖက်နဲ့လိန်ပြောမိတာရှိနေလားကိုယ်စိတ်ကိုပြန်ကြည့်ပါမူရစ်စေတဲ့အရာတွေနဲ့ကိုယ်တတိကိုကိုယ်တိုင်ဖြည့်ဆည်းမိနေသလားတီလာဆိုတာသူများကိုပြဖို့အတွက်မဟုတ်ပါဘူးကိုယ်စိတ်ကိုကိုယ်တိုင်ကာကွယ်ဖို့ပါဒီနေ့ကစပြီးစကားတစ်ခွန်းပြောမယ်ဆိုရင်နည်းနည်းစဉ်းစားပြီးပြောကြရအောင်မူရစ်စေတဲ့အရာကိုလက်ထဲရောက်လာရင်လည်းခဏတာအပျော်အတွက်ငါရဲ့တတိကိုပေးဆက်ရမလားလို့ပြန်မေးကြည့်ကြရအောင်တကယ်တော့လူဘဝရလာတာကအရန်လွယ်တာမဟုတ်ဘူးလူဖြစ်နေတဲ့အချိန်မှာကောင်းတာလုံနိုင်ခွင့်ရှိနေတယ်တရားနာနိုင်တယ်တီလာစောင့်နိုင်တယ်ဒါနပြုနိုင်တယ်
ကိုယ်စိတ်ကိုလည်းပြုပြင်နိုင်တယ်ဒီခွင့်ရေးတွေရှိနေတော့မှကိုယ်စကားကြောင့်သူတစ်ပါးကိုမနာကျင်စေဖို့ကိုယ့်အကျင့်ကြောင့်ကိုယ့်ဘဝမပျက်စီးစေဖို့ကိုယ်တတိကိုကိုယ်တိုင်မပျက်စီးမိစေဖို့ငါးပါးသီလကိုတန်ဖိုးထားပြီးစောင့်ထိန်နိုင်ကြပါစေအဲ့ဒါလို့စောင့်ထိန်နိုင်တဲ့နေ့ကစပြီးကိုယ်စိတ်ကလည်းတဖြည်းဖြည်းပိုပြီးငြိမ်းချမ်းလာပါလိမ့်မယ်